လူငယ်တွေပဲဖက်ဖက်လူကြီးတွေပဲဖက်ဖက်နည်းနည်းဖက်ပြီးမြများတွေးဖို့ဆွေတော့နေ့ဆွေအတွေ့ရတစာစုစာရေးသူဥဖုံးတာတို့နောက်ဆုံးတော့တို့တိုင်းပြည်မှာသူရဲကောင်းတွေကြဆုံးခဲ့ရတာဟာကိုထက်တော်တဲ့တက်တဲ့ထက်မြက်တဲ့ခေါင်းဆောင်ကိုလက်မခံနိုင်တဲ့နှိမ့်ကြတဲ့စိတ်တက်ပဲတိုင်းပြည်ရဲ့ရတနာနဲ့တူတဲ့တန်မိုးမြေခေါင်းဆောင်တွေကိုတန်မိုးထားတတ်ကြဖို့လိုတယ်တန်တရားဆိုချစ်ပြီးမေးလို့မရတဲ့သူနဲ့နာကျည်းပြီးမေးလို့မရတဲ့သူလောကကြီးမှာမေးလို့မရတဲ့သူနှစ်မျိုးရှိတယ်ဗိုလ်ချုပ်အောင်ဆန်းကတော့ချစ်ပြီးမေးလို့မရတဲ့သူနာကျည်းပြီးမေးလို့မရတဲ့သူတွေကတော့မြမသမိုင်းမှာအရင်ကလည်းရှိခဲ့တယ်အခုခေတ်သမိုင်းမှာလည်းနာကျည်းခြင်းဖြစ်တရိယာခြင်းတွေဖြစ်ဖို့မိုက်မိုက်မဲမဲစူးစမ်းနေသူတွေငါတို့တွေ့မြင်နေရတယ်စာသင်ခန်းရှိတဲ့ကျွန်တော်ကမတ်တက်ရက်လျက်စကားကိုနေရန်ပြောလိုက်သည်ဒီလကမေလာဒီလိုအလွန်ပူပြင်းလာတဲ့မေလာမှာငါတို့အားလုံးရဲ့ရှင်ကိုပူပြင်းလောင်ကျွမ်းစေဖို့လူတစ်ယောက်လောကအလယ်ကိုရောက်လာခဲ့တယ်။သူဟာ1900ပြည့်နှစ်မေလာ16ရက်နေ့ဖွားမြင်သူပေါ့။ဗိုလ်ချုပ်အောင်ဆန်းထက်15နှစ်ကြီးတယ်။ဒီတော့ကိုအောင်ဆန်းကိုသူကအထင်မကြီးဘူး။ဒါပေမဲ့ကိုအောင်ဆန်းအတူယူအားကြခဲ့ရတဲ့သူတွေထဲမှာသူကပါခဲ့ဘူးတယ်။စာသင်ခန်းထဲတွင်ကျောင်းသားကျောင်းသူများများဆဆမရှိပါ။ဒီအချိန်ကပြင်ပတုတအစဆွေးနေချိန်ဖြစ်သည်။သူတို့လေးတွေကိုကျွန်တော်ကမေးလိုက်မေးမရနိုင်တော့သူများအကြောင်းလေးလာရမည်ဟုပြောထားသည်။ကဲဟေးမအောင်မေအခုဆရာပြောနေတာဘယ်သူလို့ထင်တယ်တော့ခလုံးစောပါခမ။မင်းဒီတလောက်ထပ်ပြီးဆွေးနေကွာမအောင်မေတယောက်အတန်းရှိသူရောက်လာသည်။ထစ်အားဖြင့်တူသီးတလောက်ပြောရှာသည်။ကလုံးစောကအုပ်ဖို့သားပါခမ။6တန်း9တန်းလောက်ထိကျောင်းနေခဲ့ဘူးပါတယ်။သူကလူတော်တယောက်ပါဒါပေမဲ့လူကောင်းတယောက်ဖြစ်မသွားခဲ့ဘူး။ဘာလို့လဲကွဒီလိုပါခမ။သူငယ်နေမိကမောင်စောပါအင်္ဂလိပ်စကားပြောအလွန်ကောင်းပါတယ်ကျိုးပင်ကောင်းမှကျောင်းနေခဲ့ဘူးတဲ့အိန္ဒိယနိုင်ငံကာလာကတားထိသွားပြီးအင်္ဂလိပ်စာကိုလေ့လာသင်ယူခဲ့သူပါသူအသက်29နှစ်မှာအောက်တန်းရှိနေဆောင်မွေးပွဲအောင်မြင်ပါတယ်ကဲမအောင်မင်းထိုင်နိုင်ပြီမောင်စိုးသိန်းထွက်ခဲ့ဟိမင်းတီးတလောက်ပြောရှင်းနေဖြစ်တဲ့အချိန်မှာပဲတာယာဝရီနယ်ကစပြီးအမတ်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရပါတယ်တာယာဝရီနယ်တရိုးမှာတော့သူ့ကိုလူသိများကြပါတယ်ဒါကြောင့်ဆရာဆန်ရဲ့အမှုမှာသူကရှိနေအဖြစ်ဆောင်ရွက်ခဲ့ဘူးတယ်။တောင်သူလယ်သမားတွေကိုရဲရဲဆက်ဆက်နှိပ်ကွပ်တဲ့အင်္ဂလိပ်အစိုးရကိုလည်းအိတ်ဖွင့်ပေးစာပေးပြီးစိန်ခေါ်ခဲ့သူပါ။ဒါကြောင့်သူဟာလူတော်တစ်ယောက်ပါ။အင်္ဂလိပ်တွေရဲ့မတရားမှုတွေကိုအင်္ဂလိပ်လိုရေးပြီးကဘာတိအောင်လှုပ်ဆောင်နိုင်ခဲ့သူပါ။ကျွန်တော်ဤတပည့်များသည်နေရာတီအားလည်းရဖြစ်၍ပြင်မဘဝတုတာစာပေများကိုလေ့လာခွင့်ရခဲ့ကြပါသည်။ကဲနောက်တစ်ယောက်ဒီတစ်ခါမောင်မြင့်စေအလှည့်ကျွန်တော်ကဂလုံးစောကိုမမုန်းပါဘူးစိတ်ထဲကလက်သင့်မခံနိုင်တာပါဆရာပဲစဉ်းစားကြည့်အဲ့ဒီအချိန်တုန်းကဆရာဆန်ရဲ့ဘက်မှာရက်တီရဲတဲ့စိတ်ဓာတ်ဟာလေးစားဖို့ကောင်းပါတယ်ဆရာဆန်ရဲ့စိတ်ဓာတ်လိုပဲအင်္ဂလိပ်အစိုးရမင်းတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ပြောကြလို့မောင်စောဂလုံးဖြစ်လာပြီလို့အပြောခံရပါတယ်အဲ့ဒါကြောင့်ဂလုံးစောဖြစ်ခဲ့ရတာတဲ့ကဲဟေးဒီတစ်ခါចောင်းသူတွေဖြစ်ရမယ်ဖြူအောင်သိထွက်ခဲ့အရက်ပူအသားဖြူသမီးလေးတယောက်ကျွန်တော်ရှိသူရောက်လာသည်သမီးကတောင်းတာသူပါဂလုံးစောလို့စိတ်တက်မျိုးကိုသမီးမကြိုက်ဘူးနင်တို့ပဲစဉ်းစားကြည့်သူ့ရဲ့ဆရာတွေဖြစ်တဲ့ဒေါက်တာပေါင်းမော်ကိုလည်းအယုံကြည်မရှိအစိုးတင်သွင်းပြီးဖြုတ်ချတယ်တဆင့်ပြီးတဆင့်နန်းရင်ဝင်ဖြစ်အောင်လုပ်ယူတယ်အာနာမတ်တဲ့နေရလိုချင်တယ်သူရိယသတင်းစာမှာအဆူရှယ်ယာတွေမြင်းများဝယ်ယူပြီးအရီဒါကျုပ်လုပ်တယ်မီဒီယာကိုချုပ်ကင်ပြီးနိုင်ငံရေးဩဇာကိုထူထောင်တယ်ငါဖတ်ဖူးတဲ့စာထဲမှာပါတယ်နန်းရင်ဝင်က6တန်းဘန်နာကြီးကစောက်ကန်ဆိုပြီးတော့အပြောခံရဘူးတဲ့ကဲဟေးဒီလောက်ဆိုရပြီဒီတခါဆန္ဒမြင့်အလှည့်ပိန်ပိန်ရှိရှိចောင်းသူလေးတယောက်အတန်းရှိသူရောက်လာပြန်သည်1940ဝန်းကျင်လောက်ကဖြစ်မယ်ထင်တယ်အဲဒီနှစ်မှာចောင်းသားတွေကလွတ်တော်ရှိကိုသွားပြီးတန်မုံသီးတန်ချက်ထိုးကြတယ်တန်ချက်ကဒီလိုဟဲ့သူမကဟန်ပါပါဖြစ်တန်ချက်ကိုဆိုပြလေသည်ဗမာပြည်ကြီးနှစ်ဖို့ဖန်ကလိန်ငယ်နဲ့ငစောတက်လို့လားသူမျက်နာအရှက်မရှိညာတာဝါတာလေးလို့ဖန်မျိုးချစ်ညင်ဟာဘာမော်လို့ပဲတကယ်တော့ဂလုံးစောကိုတန်မုံတီးပြီးနှင်ထုတ်တဲ့သဘောပဲဒါပေမဲ့ဂလုံးစောကကန်ကောင်းနေဒုတိယကမ္ဘာစစ်ဖြစ်လာတော့အဲ့ဒီလိုလူကိုအင်္ဂလိပ်ကမွေးထားတော့တယ်ဆန္ဒမြင့်ကိုကြည့်ပြီးအားလုံးကသဘောကျနေကြသည်ဒီတစ်ခါဘသူကိုမေးရရင်ကောင်းမလဲကဲဟေးဟိုနောက်ဆုံးတန်းကចောင်းသားတယောက်ရှေ့ကိုထွက်လာခဲ့အသက်အကြီးဆုံးចောင်းသားဖြစ်မိထင်သည်ပြုံးဖြဲဖြဲနေအတန်းရှိသူရောက်လာသည်ငါနာမည်ကစောရွှေငါနာမည်ကိုငါမကြိုက်ဘူးစောရောရွှေရောနှလုံးစလုံးကိုငါကမကြိုက်တာ
ငါမိကလည်းဒီနယ်မြေကြီးကိုမှငါ့ကိုပေးရတယ်လို့ဟာသူစကားကြောင့်ဘာကိုတွေးလိုက်မိကြသည်မသိအားလုံးကသဘောပေါက်ပြီးရေးလိုက်မိကြသည်ဆရာဖတ်ခိုင်းလို့ဂလုံးစောအကြောင်းငါဖတ်ကြည့်တယ်ဂလုံးစောကလူတော်တယောက်ဆိုတာဟုတ်တယ်တကယ်လဲစူးစမ်းတဲ့သူတရင်စာပညာကိုဂျပန်ပြည်အထိသွားပြီးလေ့လာခဲ့တဲ့သူဂျပန်စကားလေးပြောတတ်တယ်တဲ့1942လို့ထင်တာပဲအင်္ဂလန်နိုင်ငံနိုင်ရင်ဝင်ခြားကြီးနဲ့တွေ့ဆုံပြီးမြန်မာပြည်ကိုအပြန်ဂျပန်နဲ့ဆက်တယ်လို့အဖမ်းခံရတယ်ယူဂန်ဒါနိုင်ငံမှာအကျဉ်းချခံရတယ်1946ရောက်မှမြန်မာပြည်ကိုပြန်ရောက်တယ်အဲဒီလို၄နှစ်လောက်အကျဉ်းချနေချိန်မှာငါတို့ကိုအောင်ဆန်းကမြန်မာပြည်မှာလူတို့ချစ်တဲ့လူတို့အားကိုးတဲ့ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေပြီလေလူတို့တရက်လုံးကလူတို့ခေါင်းဆောင်အဖြစ်လက်ခံနေပြီလေသူစိတ်ထဲမှာသူထက်15နှစ်ငယ်တဲ့ခြားတိတ်ကလေးငါလောက်မတက်ပါဘူးမသိပါဘူးဟိုရှင်ကလိုပဲသူဖြုတ်ချရင်ရရမေးလို့အထင်ရှိပုံရတယ်ဒါပေမဲ့သူထင်တယ်လို့မလွယ်မရိပ်စားမိတယ်စောရှိကအသက်အကြီးဆုံးကျောင်းသားဖြစ်လို့နေတူသည်စကားပြောရ၌မှီမောင်အပြည့်ဖြင့်ပြောသည်ငါအတိအကျမှတ်ထားတာပြောမယ်1946စက်တင်ဘာလ21ရက်နေ့ရန်ကုန်မြေနီကုန်းမှာသူ့ကိုလူနှစ်ယောက်ကတနက်နဲ့ပစ်ပြီးကားနဲ့ထွက်ပြေးသွားတယ်သူမျက်ခုံးမှာဒဏ်ရာရသွားခဲ့တယ်အဲ့ဒီနေ့ဟာငါတို့တိုင်းပြည်ရဲ့ကံကြမ္မာကိုတစ်စစ်ချိုးပြမှုဖြစ်လာတယ်လို့ငါထင်တယ်ဂလုံးစောရဲ့စိတ်ထဲမှာသူ့ကိုလှုပ်ကြံသူဟာကိုအောင်ဆန်းလို့တထစ်ချတွတ်ထားလိုက်တော့တယ်ကျောင်းသားတယောက်ကမတ်တက်ရပြီးမေးလိုက်သည်ဗိုလ်ချုပ်အောင်ဆန်းကဂလုံးဦးစောကိုလူနာသွားပြီးမေးသေးတယ်ဆိုအေးဟုတ်တယ်ဂလုံးဦးစောကဗိုလ်ချုပ်အောင်ဆန်းကိုမကြည့်ပဲတစ်ဖက်ကိုစောင်းပြီးလှည့်နေတဲ့ဗိုလ်ချုပ်အောင်ဆန်းကငါ့ကိုသူကိုယ်တိုင်လှုပ်ကြံခိုင်းပြီးအခုလာပြီးလူနာလာမေးနေတယ်တော်တော်မျက်နှာပြောင်တိုက်တဲ့ကောင်လို့ဂလုံးဦးစောစိတ်ထဲမှာခံစားနေပုံရတယ်ဒီလိုနဲ့ကိုအောင်ဆန်းကိုသူမကြည့်နဲ့ဘူးသူ့ဗီဇအတိုင်းလက်စားချီကျင်တော့တယ်သူကအညှိုးကြီးတယ်မကျင်နဲ့လဲနေပေါ့ဗိုလ်ချုပ်ကလူတိုင်းကချစ်ကြတာပဲဂလုံးစောကအဲ့ဒီလိုမတွေးနိုင်တာကသူ့အမားပဲသူတို့နှစ်ယောက်အချီအချစကားပြောနေကြလိမ့်ပြီဒီလိုရှိရဲ့ပြောရရင်တော့အရှိကြီးပဲဂလုံးဦးစောကတခင်ဖဆိုင်ရဲ့လူရင်းမဲပြောမယ်ကွာ1940ခုဇန်နဝါရီလထဲမှာလွတ်လပ်ရေးအတွက်အောင်ဆန်းအတလီစာချုပ်ချုပ်ဖို့ဗိုလ်ချုပ်အောင်ဆန်းတို့ဦးဆောင်တဲ့အဖွဲ့အင်္ဂလန်ကိုသွားကြတယ်ဇန်နဝါရီ29ရက်နေ့မှာအောင်ဆန်းအတလီစာချုပ်ချုပ်ကြတယ်အဲ့ဒီအချိန်တုန်းကအဖွဲ့ဝင်အဖြစ်တခင်ဖဆိုင်နဲ့ဂလုံးဦးစောကိုအင်္ဂလိပ်ကထည့်သွင်းထားတယ်အင်္ဂလိပ်လူသူတို့နှစ်ယောက်ကကန့်ကွက်တယ်ဗိုလ်ချုပ်အောင်ဆန်းကမြန်မာပြည်ကိုပြန်လာပြီးချက်ချင်းဆိုသလိုပဲတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဖန်တီးတယ်ပင်လုံမြေမှာတိုင်းရင်းသားတွေညီညွတ်ရေးအတွက်လက်မှတ်ထိုးကြတယ်အဲ့ဒါဖေဖော်ဝါရီ12ရက်ဂလုံးစောကဖေဖော်ဝါရီ19မှာဝင်ကြီးဖြစ်ကနှုတ်ထွက်တယ်ဖာစာဗလာကိုတိုက်ခန်လုပ်ဖို့မဟာဗမာဆိုတဲ့အဖွဲ့ကိုဖွဲ့တယ်ဂလုံးစောရဲ့သခင်ဖစိန်ရဲ့ဒေါက်တာဘာမော်ရဲ့စောစိန်မော်ဂိုင်းလို့ခေါ်ကြတယ်သူတို့သုံးကဂျပန်ရဲ့လက်ကင်တုပ်လေးဟုတ်တယ်လို့အင်္ဂလိပ်ရဲ့လက်ကင်တုပ်လေးဟုတ်တယ်။နေအောင်ငါအမြဲတွေးနေတာရှိတယ်။ဗိုလ်ချုပ်အောင်ဆန်းကိုတတ်တာဂလုံးဦးစောလားနေချက်အင်္ဂလိပ်ရဲ့စနက်လား။ဤသို့ဖြင့်သူတို့နှစ်ယောက်ဤစကားပြောဆိုမှုကြားကိုကျွန်တော်ကဝင်လိုက်ရတော့လေသည်။ကဲဟေစောရွှေမင်းထိုင်နိုင်ပြီဒီလိုရှိတယ်။ကျွန်တော်ကိုအားလုံးကဝိုင်းပြီးစိတ်ဝင်တစားပြင်ကြည့်ကြလေသည်။တကယ်တော့ဗိုလ်ချုပ်အောင်ဆန်းကိုတက်တာဂလုံးဦးစောလည်းမဟုတ်ဘူးအင်္ဂလိပ်လည်းမဟုတ်ဘူးနေချေစနက်လည်းမဟုတ်ဘူးဗိုလ်ချုပ်အောင်ဆန်းတို့ကိုတက်ဖို့အင်္ဂလိပ်တွေကလက်နက်တွေထုတ်ပေးတယ်ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းကိုတက်တာဟာကိုထက်တာမနာလိုခြင်းဆိုတဲ့နှိမ့်ကျတဲ့စိတ်တက်ပဲအဲ့ဒီစိတ်တက်ကိုအင်္ဂလိပ်ကအသုံးချသွားတယ်အညိုးအာကာရကြီးတဲ့ဂလုံးဦးစောရဲ့စိတ်ရည်ကိုအင်္ဂလိပ်ကကောင်းကောင်းသိတယ်နောက်ဆုံးတော့ဒိုတိုင်းပြည်မှာသူ့ရဲကောင်းတွေကြဆုံးခဲ့ရတာဟာကိုထက်တော်တဲ့တက်တဲ့ထက်မြက်တဲ့ခေါင်းဆောင်ကိုလက်မခံနိုင်တဲ့နှိမ့်ကျတဲ့စိတ်တက်ပဲတိုင်းပြည်ရဲ့ရတနာနဲ့တူတဲ့တန်မိုးမြင့်ခေါင်းဆောင်တွေကိုတန်မိုးထတက်ကြဖို့လိုတယ်ကျွန်တော်ကစကားကိုခိတခဏရက်လိုက်ပြီးအားလုံးကိုအကက်ခတ်လိုက်သည်ဒီနေ့ရဖို့ဏီကုန်းစကားကိုဆိုလိုက်၏တန်တရားဆိုတဲ့စူးပင်ကိုအာဂါတဆိုတဲ့ရှေးပုံမှန်လောင်းပြီးမနာလိုခြင်းဆိုတဲ့နီစီကလည်းပတ်ဖြန်းလိုက်သည်ဒီတော့ခြေကဲဝန်းနေခြင်းဆိုတဲ့စုခတ်တွေထွက်လာခဲ့ရတော့တာပဲဂလုံးစောက1948ဒီလိုမေလ8ရက်နေ့မှာပဲရန်ကုန်အင်းစိန်အကျဉ်းထောင်မှာသူ့တပည့်တွေနဲ့အတူကြိုးပိတ်ခံရတယ်နောက်ဆုံးတော့ရလဲညက်ကြက်လဲမော်ဘွားနဲ့ဒိုတိုင်းပြည်ကြီးရေစုံမျောခဲ့ရတော့တယ်အခုထိပေါ့ဒါဟာတန်နီယစူးပင်ရဲ့အစိတ်ပဲဟုတ်ကဲ့ပါဒီနေ့ဖပြပြီးသွားတာကတော့စာရေးသူဦးဖုံးတာတို့ရေးသားတဲ့ဆယ်တော့နေ့စဉ်အတွေ့ရတစာစုဒီစာအုပ်ထိပ်ကတန်နီယာဆူးဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရဲ့ရှင်အားလုံးပဲကျမပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင် Be happy